ကင်းထောက်စစ်သားတဦးဖြစ်သည့်ဂျင်းချင်းဇာသည်မိခံနိုင်သောအလဲလက်အဆင့်စစ်သားတဦးအဖြစ်အောင်မြင်စွာယာတုတိုးမြင့်ခံခဲ့ရသည့်စနစ်သည်လှုပ်ဆောင်ချက်အသစ်အမျိုးမျိုးကိုအလိုလျောက်လုပ်ဖွင့်ပေးသည့်ယခုသူသည်ငါးကျယ်ပွင့်ဟင်းလျာများကိုချက်ပြုတ်နိုင်ပြီးစစ်ရေးပါရကူကောင်းတဦးဖြစ်လာနိုင်သည့်ဤပြောင်းလဲမှုသည်ပြင်းထန်သောတိုင်ဖုန်းမုန်တိုင်းတစ်ခုကိုစတင်ခဲ့သည်တိုင်ဖုန်းမုန်တိုင်းရောက်လာပြီးတပ်စခန်းကိုအားဖြည့်လိုက်တဲ့အခါတန်ချောင်းတစ်ချောင်းဟာလေပြင်းတိုက်ခတ်မှုကြောင့်လိမ့်တက်လာပြီးကြမ်းကြမ်းဆိုင်စီကိုတက်တက်ပြန်သွားတယ်အရေးကြီးတဲ့အချိန်မှာပဲစကားအများကြီးပြောတတ်တဲ့ဗိုလ်ကြီးကျုံကအလင်းအမြန်ရှိကိုတိုးလာပြီးသူ့ရှိမှရက်လိုက်တဲ့ဗိုလ်ကြီးကျုံကစကားများနေပုံရပေမဲ့သူ့ကိုစောင့်ကြပ်နေတဲ့စစ်သားတွေကတော့ဘယ်တော့မှတိုးဆုပ်မသွားကြဘူးတန်ချောင်းကလက်မောင်းတွေကိုပြင်းပြင်းထန်ထန်ထိမှန်သွားတဲ့ကံကောင်းထောက်မစွာပဲအယိုးကျိုးတာမျိုးမရှိပေမဲ့ဒဏ်ရာကတိတ်မပြင်းဘူးကြောက်ပတ်တီးပေါ်မှာပဲအနားယူနိုင်ခဲ့တဲ့စိတ်မပူပါနဲ့ရာသီဥတုဆိုးရွားမှုကသတင်းဆိုးတွေကိုစက်တိုက်ယူဆောင်လာခဲ့တဲ့ပြင်ပကဘာနဲ့ဆက်သွယ်နိုင်တဲ့တခုလေးသောတရားဟာရေးကြီးမှုကြောင့်မျောပါသွားပြီးပြင်ပထောက်ပံ့မှုလည်းလုံးဝပြတ်တောက်သွားခဲ့ပါတယ်မိုင်းတွင်းကတဖန်ပျက်စီးသွားပြန်ပြီးအဖွဲ့ဝင်အားလုံးကျုံထဲမှာပိတ်မိနေကြတဲ့အစပိုင်းမှာတော့ကြက်ချန်ကအသားတွေပြန်ဖြည့်ပေးနိုင်လိမ့်မယ်လို့အားလုံးကမျှော်လင့်ခဲ့ကြတယ်ကြက်ချန်ကလေပြင်းတိုက်ခတ်မှုကြောင့်မျောပါသွားတယ်ဆိုတာဘယ်သူသိမှလဲတိုင်ဖုန်းမုန်တိုင်းအပြီးမှာရှောင်းစော်ပျက်စီးလူနီးပါးဖြစ်နေပြီးကိုတောင်ထဲမှာတင်စီထားတဲ့ပါဝင်ပစ္စည်းများစုဟာမိုးရေကြောင့်ပျက်စီးသွားပြီးအသုံးပြုလို့မရတော့ဘူးရေခဲတက်တာထဲမှာအစားအစာအနေငယ်သာကြံခဲ့ပါတယ်ကံကောင်းထောက်မစွာပဲအသက်ရှင်ကြံရစ်ခဲ့ပါတယ်ဒါပေမဲ့လျှက်စစ်တပ်အားပြတ်တောက်သွားပြီးဆက်သွယ်ရေးပစ္စည်းတွေအားလုံးပြတ်တောက်သွားခဲ့ပါတယ်ပြင်ပကဘာနှင့်အဆက်အသွယ်မရှိပါအစားအစာရှားပါသည့်စစ်သားများသည်အသီးအနှံမကြွယ်ဝပြီးပြောရခက်သောတောရိုင်းစားစာများကိုသာမိခိုအားထားနိုင်ကြသည်ခမကျွန်တော်တို့မှာစားနေရိတ်ခါဘယ်လောက်ကြံသေးလဲ3ရက်ပဲကြံတော့တယ်3ရက်ဆိုတဲ့စီကံမှာ3ရက်လား3ရက်လောက်တောင်းထားကြရအောင်ဘာလဲကပတိန်ကကျွန်တော်တို့ကိုအလွယ်တကူလက်မလျှော့ဘူးဟွမ်စော့ပေါ်အဆုံးမရှိယုံကြည်မှုကြောင့်ကျွန်တော်တို့မြန်မြန်ပြင်ပေးမှာပါတေချာပေါက်ပဲရက်ပေါင်းများစွာစားတောက်ပြီးနောက်မှာအားလုံးကညှင်းငွေလာကြတယ်ရင်တုံးရှမ်းချက်ထားတဲ့တောက်ရခတ်တဲ့ပဲပင်ပေါက်စုပြုတ်ကိုတောင်လွမ်းလာကြတယ်ဟေးငါလွမ်းတယ်ဘာပဲဖြစ်ဖြစ်တိုက်ခိုက်ရေးအစားအစာပမာဏကပိုကောင်းတယ်ရှင်းနေတာပဲမဟုတ်လားဗိုလ်ကြီးကင်ကွမ်ချူရေထဲမှာဂယုတစိုက်ပြုတ်ထားတဲ့တိုက်ခိုက်ရေးအစားအစာပဲတိုက်ခိုက်ရေးအစားအစာပမာဏကဆက်တိုးလာနေရင်စားတောက်ဆိုင်မီးလောင်သွားလိမ့်မယ်ဤအချိန်တွင်စနစ်သည်မျိုးရင်းရှိဝတ်ထားသောပါဝင်ပစ္စည်းများကိုရှာဖွေရန်နှင့်စစ်စခန်းစားတောက်ဆိုင်၏စိတ်ကျေနပ်မှုကို90ကျော်အထိထိမ့်သိမ်းရန်အရေးပေါ်မစ်ရှင်တစ်ခုထုတ်ပြန်ခဲ့သည့်မစ်ရှင်သည်စတင်ခါစားဖြစ်ပြီးစားတောက်ဆိုင်၏ဂုံသတင်းမှာပြင်းထန်စွာထိခိုက်ခဲ့ရသည့်နှစ်ပေါင်းများစွာလဲကွင်းတွင်စားတောက်နေသောစစ်သားများသည်6ကမ်းပါးမှပြုတ်ကျခဲ့ကြသည်မစ်ရှင်ပြီးမြောက်ရန်အတွက်မြို့ကိုစွန့်ပစ်ထားသောဂိုဒေါင်တစ်ခုထဲတွင်ထားခဲ့ပြီးစားသုံးနိုင်သောပါဝင်ပစ္စည်းများကိုနေရာတိုင်းတွင်ရှာဖွေခဲ့သည့်စနစ်သည်စပိန်ပင်လယ်စာထမင်းချက်နီးကိုဂယုတစိုက်မြင့်တင်ပေးခဲ့သည့်ဤဟင်းလျာတွင်ပင်လယ်စာ3မျိုးနှင့်ဟင်းခတ်အမွေးကြိုင်2မျိုးလိုအပ်သည်ဂိုဒေါင်ထဲမှာခရုခွန်အသားဘူး2ဘူးနဲ့ရေခဲတစ်တာထဲကပစွန်အိတ်တစ်လုံးကိုတွေ့ရှိခဲ့ပြီးနောက်ဆုံးတစ်မျိုးဖြစ်တဲ့ပင်လယ်စာတွေလည်းပျောက်ဆုံးနေပါတယ်ကပတိန်ကင်ကွမ်ချူဟာပြည်ကြီးငါးစားရတာကြိုက်တယ်ဆိုတာသူတတိယလို့ဆေးလာတောင်းတာပါကပတိန်ကင်ကွမ်ချူဟာအရန်ရရောပါတယ်သူကအဖိုးတန်ပြည်ကြီးငါတဝက်ပင်လယ်စာ3မျိုးနဲ့ဟင်းခတ်အမွေးကြိုင်2မျိုးကိုပေးခဲ့သည်သူသည်ကိုတောင်မှပါဝင်ပစ္စည်းများကိုယူ၍စနစ်၏လှုံ့ဆော်မှုဖြင့်ကာရီဆော့စ်ကိုရှာဖွေခဲ့သည်သူရဲဘော်သည်ဗိုလ်ကြီးကင်ကွမ်ချူသည်စပိန်ထမင်းဟင်းချက်မီကိုကြားသိခဲ့သည်သူဒီအစားအစာကိုစားလိုက်တယ်ဘာလဲကျွန်တော်ထင်ထားတာထက်ချက်ရတာပိုလွယ်ပေမဲ့အရသာရှိတယ်ရိုးရစပိန်အိမ်စာမဟုတ်ဘူးလားဘာလဲပင်လယ်စာတဲကိုတံပရာသီးနဲ့မာရာကူကြားထည့်ပါဘာလဲကျွန်တော်ကနိုင်ငံခြားပုံစံနဲ့လုပ်နေတာငယ်ဆုံးပဲဒါပေမဲ့မလုပ်နိုင်ဘူးအိုးတံပရာကြီးကပတိန်ကင်ကွမ်ချူမှန်နဲ့ကျွန်တော်တို့တံပရာကြီးလိုအပ်ပါတယ်သူတံပရာကြီးလိုအပ်ပါတယ်ကိုတောင်ထဲမှာလက်ဆက်တဲ့အသီးနှံတွေမရှိဘူးသူတည်တော့မဲ့အချိန်မှာသူတငယ်ချင်းရဲ့အကူအညီပေးလှုပ်ဆောင်ချက်ကိုဖွင့်လိုက်တဲ့ကပတိန်ခင်ခွန်းချုံမှာတံပရာကြီးရှိတယ်ဆိုတာသူသိလိုက်ရတော့ကိုတောင်ထဲကပါဝင်ပစ္စည်းတွေကိုယူပြီးပါဝင်ပစ္စည်းအလုံးကိုပြင်ဆင်ကစနစ်ရဲ့ညွှန်ကြားချက်တွေကိုလိုက်နာခဲ့တယ်ရနံတင်းစပိန်ပင်လယ်စာထမင်းဟင်းအိုးကိုအောင်မြင်စွာချက်ပြုတ်နိုင်ခဲ့ပါသည်အစားအစာများကိုစားတောက်ဆိုင်သို့တိုက်ရိုက်ကျွေးမွေးခဲ့ပြီးစိတ်ကျေနပ်မှုမှာ60အထိရှိခဲ့ပါသည်ကပတိန်ကင်ကွမ်ချူသည်ဤအဆင့်ကဲဖြတ်ချက်ကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါသည်လျှက်စစ်တပ်အားပြန်လည်ရရှိပြီးနောက်ကပတိန်ကင်ကွမ်ချူသည်သူဝတ်ထားသောပါဝင်ပစ္စည်းများအားလုံးကိုကပတိန်ကင်ကွမ်ချူထံလွှဲပြောင်းပေးပြီးအစားအစာချက်ပြုတ်ရန်နှင့်ပြုပြင်မွမ်းမံရန်အနံခဲ့သည်ကပတိန်ကင်ကွမ်ချူသည်စနစ်ပြားကိုကြည့်လိုက်သောအခါကပတိန်ကင်ကွမ်ချူသည်သူ့ကိုယ်သူအလွန်နှစ်သက်ပြီးတတိယမြောက်စနစ်မိတ်ဖက်ဖြစ်လာသည်ကိုတွေ့ရှိခဲ့သည်ကပတိန်ကင်ကွမ်ချူသည်ခိုင်မာစွာတည်ထောင်ထားသောဆက်သွယ်ရေးနှင့်ဆက်သွယ်ရေးအဖွဲ့မှတဆင့်ထောက်ပံ့ခြင်းအတွက်လျှောက်ထားခဲ့သည်ကံမကောင်းစွာပဲဒေတာတွင်ဘေးအန္တရာယ်ကပြင်းထန်ခဲ့ပြီးထောက်ပံ့ရေးပစ္စည်းတွေကိုဒုက္ခသည်တွေစီအရင်ဆုံးပို့ဆောင်ပေးခဲ့ပါတယ်။သူ့ကိုတပတ်စာအစားအစာပဲပေးခဲ့ပါတယ်။နောက်ဆက်တွဲထောက်ပံ့ကြေးတွေကို9ရက်အထိတိုးမြင့်ပေးတင်ပါတယ်။ရက်အနည်းငယ်အတွင်းမှာပဲအစားအစာတွေကုန်သွားတယ်သူ့မှာအစားအစာလုံးဝကုန်သွားပြီးစနစ်ကလှုပ်ဝက်ခန်းတွေကတိုးလောင်ယုံထဲမှာအစားအစာတွေဖွက်ထားတယ်ဆိုတာညွှန်ပြနေတယ်အားလုံးကတိတ်စဉ်းစားမနေနိုင်တော့ပဲဘီရိုကိုဖွင့်လိုက်ကြတယ်ငရုတ်ကောင်းမုံနဲ့ကြက်ရင်အောင်နှစ်ဘူးနဲ့ချက်ထားတဲ့ကြက်သားပြုတ်ရည်ကိုတွေးလိုက်ရတယ်အစားအစာရဲ့တဝက်ကိုတနက်စာလေးနဲ့စားလိုက်ကြတယ်
ကျန်တဲ့နေ့တွေမှာသူတို့ဟာရေကြီးနဲ့အဖြူရောင်ဂျုံယာကုကိုပဲတောက်နိုင်ကြတယ်။မှန်တဲ့ကချောကလက်အပိုင်းစားလေးတစ်ခုကရှားပါပစ္စည်းတစ်ခုဖြစ်လာတယ်။စစ်သားတွေမတော်တဆတွေးလိုက်တဲ့ချောကလက်ကလူတိုင်းရဲ့အာယုံကိုဖန်ဆားသွားတယ်။ချောကလက်ကထိတ်လန့်တကြားပြုတ်ကျသွားတယ်။မြင်ကွင်းကခဏတာရှုပ်ပွားနေတယ်။ဘာလို့နေတာလဲစားလောင်မှုကဆက်တိုးလာတယ်။ဒီတနရအစိုးရကတောင်ရဲ့နောက်ဘက်ကိုသွားပြီးတောရိုင်းဟင်းသီးဟင်းရွက်တွေခူးဖို့အဆိုပြုခဲ့ပါတယ်။အဲ့ဒီအချိန်မှာတောရိုင်းနဲ့ဆိုတကောင်ကတိုက်ခိုက်ခဲ့ပေမဲ့ဒဏ်ရာရနေတဲ့ကပတိန်ကညှင်းဆိုခဲ့ပါတယ်။တောင်တွေထဲကိုနက်နက်ရှိုင်းရှိုင်းသွားဖို့ဆိုတာအလွန်အန္တရာယ်များပေမဲ့အစားအစာရှားပါမှုကအရေးတကြီးလိုအပ်နေပါတယ်။ဒီတနရအစိုးရကဒုတိယညွှန်ကြားရေးမှူးကိုအစားအစာရှာရန်တောင်များထဲသို့တိတ်တဆိတ်ပြောင်းရွှေ့ရန်ခေါ်ဆောင်သွားဆဲဖြစ်သည်။စစ်သားများကကျေးဇူးတင်ကြသည်။မြေအောက်ခန်းထဲတွင်ပိတ်မိနေသောလူများသည်ငတ်မုတ်ခေါင်းပါနေကြသည်ကျန်းချန်ဆိုင်သည်သူတို့၏ရင်ငတ်မှုကိုဖြေဖျောက်ရန်နီလန်တစ်ခုကိုတီထွင်ခဲ့သည်သူသည်စစ်သားများ၏စိတ်ဓာတ်ကိုပေါ်ပါစေရန်အတွက်နေရန်ပေါ်တွင်အရသာရှိသောအစားအစာမျိုးမျိုး၏ပုံများကိုကတ်ထားသည်မှောင်စပြူလာပြီစစ်သားနှစ်ယောက်အတော်ကြာပြန်မလာသေးဗိုလ်ကြီးမှစိုးရိမ်နေသည်လက်မောင်းတန်ရာမိတို့ပင်ရှိစေကမူကြောက်ပတ်တီးကိုချွတ်ပြီးလူများကိုရှာရန်တောင်များထဲသို့တယောက်ထဲသွားရန်စီစဉ်ထားသည်သူထွက်တော်မလို့ပဲဒါပေမဲ့တကားအပြင်ဘက်မှာအတန်တစ်ခုကြားလိုက်ရတဲ့ဒုတိယညွှန်ကြားရေးမှူးနဲ့အရာရှိဘေးကင်းစွာပြန်ရောက်လာတဲ့ဗိုလ်ကြီးကသူတို့နှစ်ယောက်ကိုတိုးတိုးလေးပြောနေတယ်။သူကခွင့်ပြုချက်မရှိဘဲအန်ရယူခဲ့တဲ့သူစိုးရိမ်နေခဲ့တဲ့ရေယန်ချင်းဇယ်ခုဆွတ်ထားတဲ့တော်ဟင်းသီးဟင်းရွက်တွေကိုတော်ဟင်းသီးဟင်းရွက်တွေနဲ့ရုံနှောထားတယ်။စပွဲပေါ်ကအရာရှိကကပတိန်ကိုဟင်းသီးဟင်းရွက်တွေကမ်းပေးလိုက်တဲ့ရှက်နေတဲ့ကပတိန်ကအလျှော့မပေးဘူးသူ့စိတ်ကိုလွှတ်ချလိုက်ပြီးသား။မင်းအများကြီးဖြတ်တန်းခဲ့ပြီးဘီပန်ဘက်ကကောင်းကောင်းစားလို့ရတဲ့အရာသာရှိတယ်။ဒါပါလဲမင်းကဇွန်းလိုစားနေတာမကြိုက်ချင်ရောက်ဆောင်နေတာအရသာရှိတယ်။သူကအရသာရှိတယ်လို့ပြောတယ်။မင်းကမကြိုက်ချင်ရောက်ဆောင်နေတာသူကအရသာရှိတယ်လို့ပြောတယ်။သူကမကြိုက်ချင်ရောက်ဆောင်နေတာထမင်းကျွေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗိုလ်ကြီးထမင်းကိုပျော်ရွှင်စွာစားသုံးပါဗိုလ်ကြီး။ပူပူနွေးနွေးအစားအစာတစ်ခုစားပြီးတဲ့နောက်မှာအားလုံးကျဉ်နဲ့အားရသွားကြပါတယ်။စားတောက်ဆိုင်ကတရားကျဉ်နဲ့အားရသွားပါတယ်။9ရက်ကြာစူးစမ်းအားထုတ်ပြီးနောက်ကားဟာရှောင်းစုကိုနောက်ဆုံးတော့ရောက်ရှိလာခဲ့ပါတယ်။အဖွဲ့တွေပြန်လာပြီးအားလည်းရယူခဲ့သူတွေလည်းတွားရမဲ့လမ်းကဝေးပါသေးတယ်ဒီအထီးကြံခီးအပြီးမှာဂျင်းချင်းဇဲဟာစနစ်တာဝန်ကိုအောင်မြင်စွာပြီးမြောက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်အတွေ့အကြုံတွေအများကြီးရခဲ့ပါတယ်သူဟာအမြင့်ဆုံးမိသက်သမားကနေတရားဝင်စတင်ခဲ့ပါတယ်သူဟာချက်ပြုတ်စွမ်းရည်တွေကိုပုံမဖွင့်လှစ်ပေးခဲ့ပါတယ်နောက်ပတ်မှာဂျင်းချင်းဇဲဟာစက်ပိုင်းဆိုင်ရာမိဖို့ချောင်းမှာပါရမီရှင်စားဖို့မှုနဲ့ရင်ဆိုင်ရမှာပါစိန်ခေါ်မှုအသစ်များနဲ့စိတ်ဝင်စားဖွယ်ကောင်းသောပွဲများသည့်ထုတ်ဖော်ပြသရန်စောင့်မျှော်နေပါသည်